ဒီနေ့ရာသီဥတုလေတော့တာရတာပဲတာရမှာပေါ့ဒီနေ့ကငါ့ရဲ့ပထမဦးဆုံးအထက်တန်းတက်တဲ့နေ့ပဲကွာပြောတော့10တန်းပေါ့ကွာဟာရောက်ကြီးကျောင်းကတော့တာရနေရပဲကွာဟာရောက်ဆရာမအဖြူအောင်ဖြစ်နေဒီကျောင်းကငါပထမဦးဆုံးတက်မှာဆိုတော့ငါကျောင်းရဲ့ဟာရှောက်ပတ်ကြည့်ရမယ်ကွာဒီကျောင်းရဲ့အကြောင်းကကောင်းသိမှရဟာရောက်ပြဿနာငါသေးပေါက်ချင်းနေပြီရောက်လူတော့မလဲရောက်အိမ်သာအမြန်ရှာမရမယ်ရောက်ကြီးပြဿနာပဲအဲ့ရောက်ဒီနေအောင်ကဒါအိမ်သာဖြစ်ရမယ်ရောက်အဲ့ဒါအိမ်သာမဟုတ်ဘူးကွာလောကကွာဟုတ်လားကိုကြီးကျွန်တော်မသိလို့နော်ကျွန်တော်မှားပြီးသေးပေါက်တော့မလို့ဟဲဟဲအဲကွာဒီလောကဆိုဒီထဲမှာပစ္စည်းတွေထားမှာပါဟဲ့နေပေါင်းဒါပါလေးတော့ What the dog doing ယောဒိုးနဲ့ကွာဟဲ့အိုးရှေ့ရောက်ဒိုးနဲ့ဟာရောက်ဟာရောက်ငါเจ้าမှာဒိုးနဲ့အလကားစားရတယ်ကွာကန်တင်းသွားကြမလို့တော့ဟဲ့နေပေါင်းအိမ်သာဗမာတော့ကွာဟုတ်ကြဘူးကလတ်တယ်ဟာရောက်ငါအတန်းဟုတ်တယ်စက္ကန့်30တွေမြန်သွားရမယ်တဲ့ရောက်ဒီတော်ဒါဆရာမငါတို့ဖင်ချိုးရိုက်နေဦးမဲရောက်ဒီဒုက္ခပဲဟာရောက်ဆရာမဒီမှာဝါရောင်လေးကွာနေငါထိုင်ကုန်ဗမာတော့ကွာရောက်ထိုင်ကုန်ပြောက်နေပြီလို့ဟဲ့အောင်လုံးကြပါအောင်ဟာရောက်ကြော်ကြီးဟာရောက်မင်းပေးနာမှာငါပဲကွာမင်းနဲ့ကအဗဒါသိမ့်မကွာဘူးဒါပေမဲ့မင်းနဲ့ကကွာတာငါမင်းနဲ့ပူချောတယ်ကွာဒါတို့ရေကဘာရလုံးလားပြလားဟာဆရာမလေးပြားတာဗောဗျာပြားလို့ကျွန်တော်တို့နေနိုင်တာလीလုံးရင်ကျွန်တော်တို့ရှော့ကြကုန်ပါဗောဗျာလိုက်တာကွယ်အာမီတို့ရဲ့တာလီပဲတာလီအဟန်တော်လာပြေးဆရာမနားချိန်ပြီးတာတော့ငါအိမ်သာရှာမဲဆိုပြီးလှုပ်တာကြောက်ရေးနားချိန်ပြီးရောမယ်ဥရည်အိမ်သာမတွေ့သေးဘူးလို့အိမ်သာပင်နားမှာတော့တယောက်တိပြောပြကြပါဦးကွာရောက်အိမ်သာဗမာတော့ရောက်နေလောက်ကြပါဦးရဒါဘာခန်းတော့ကွာရောက်ရှော့ရောက်ရေးအိမ်သာရှာမတွေ့ဘူးဖြစ်နေတယ်သူကတော့တိတ်ပံတင်ရမယ်ချင်းကွာတိတ်ပံတင်ရမှာဆိုတော့ငါတို့ဆိုင်းရက်ဆိုတဲ့အတိုင်းငါတို့လက်တွေ့တွေဘာဒီညာတွေလောက်ရမှာထင်နေဟျောက်ကြီးရောက်ငါတို့အတန်းလေးရောက်နေဆရာဘဲပြောက်နေရတော့ကွာဟာရောက်ဆရာထိတ်ပြောင်ကြီးရောက်ရေးရှော့ရောက်ဆရာကြားအောင်ပဲတူတူပြောဟဲ့မလီကွာဆရာစာတင်တာပြင်းမှုကောင်းနေရောက်ကြီးဟာရောက်ဘလို့ပြတာဟာမောင်မွေးလာမရောက်မောင်မွေးနေပြီလေရောက်ဟာပြဿနာပဲရောက်ကြီးဟာရေဒီယိုကြောင့်ဇွန်ဘီရဲ့ရောက်ဟာရောက်မြို့ထဲကိုဇွန်ဘီပြတ်နေပြီလေရောက်ပြဿနာပဲဟေးရောက်ကြီးဆရာတခုလောက်ပါဦးဟာရောက်မြို့ထဲကိုဇွန်ဘီရောက်နေပြီလေရောက်လုံးဆရာတခုလုံးလေဆရာငါတက်နေမလိုက်လေရှုပ်ရောက်ကြီးလောက်ပါဦးဘလို့လုံးမလဲရောက်နေကွာဆရာကြောက်ကြီးပန်းနေမှာတော့ငါတို့တွေရပဲကျုံးရတော့မှာကွာဟဲ့ထုံချောင်းယူရငါဘေးစဘောလည်းမကြိုက်ဘူးရငါခရိုးပါယူမယ်ဟဲ့โอเคငါခရိုးပါနဲ့ရိုက်မယ်ကွာဘယ်ကောင်လာမေဇွန်ဘီလဲရတယ်မေဇွန်ဘီအကုန်ကြီးတိအကုန်ရတယ်ကွာအကုန်ရိုက်ပြင်မှာဟာရဘာတော့ဟာရ What the dog doing ဟာဒီထိုင်ကုန်လေးကောင်းသားပဲရောက်ဟာရဆရာထိုင်ကုန်ငါယူထိုင်းတာဟာရမြန်နေဟာအရှိဟာရောက်ဒီကောင်မလေးငါလက်ထဲရောက်သွားပြီအားရောက်ကောင်မလေးကိုငါကင်တာတော့ရောက်ရှူရောက်ရင်ဒီကောင်မလေးငါလက်တကိုင်းစားပဲရှိတယ်ရောက်ရင်ရှူတေးလေးရောက်ရင်ရောက်နေဒါဘယ်ကောင်လက်ချက်လဲရှူကွာအိမ်တော်တော့ခတ်တာတွေရောက်လို့ဘလို့ငါသေးပေါင်းလို့တွေကွာဒီဘုံနဲ့ငါပေါက်ချမှာလားရောက်ရင်ပြဿနာပဲအဲ့ဒီအချိန်ပါပဲကျွန်တော်တို့ရဲ့ကြောင်းရှိကိုထူးဆန်းတဲ့ကားကြီးတစ်စီးကရောက်ချအမကားလေးကနေပြီးတော့ယာကူစားလို့ဘာလို့လက်ထဲမှာလဲဖာလူတာကြီးကဇွန်ဘီရောက်ချလာဗျာဒီဇွန်ဘီဘိုးတော်ကထူးတယ်ကျွန်တော်ကြောင်းအောင်မှာကားနေတောင်မှာလာပြီးတော့လာတိုက်ခတ်ရတယ်ဆိုတော့ဒီဇွန်ဘီကရိုးတော့မယူကျွန်တော်တိုက်ခတ်ရင်ကျွန်တော်တို့ကြောင်းအောင်ကြီးကိုသွားတက်ကြတာကျွန်တော်တို့မလုပ်ပါနဲ့ကျွန်တော်တို့မှာအပြစ်မရှိပါဘူးကျွန်တော်တို့အီးစော်လေးနဲ့စော်နေကြတယ်ကျွန်တော်ဒီအိမ်သားထဲမှာ4နာရီတောင်နေပြီးရဲ့နောက်မှာတော့ကျွန်တော်တို့အပြင်ထွက်လို့ရတော့မယ်ထင်တယ်ကွာရောက်ရင်အပြင်မှာအချိန်ကြီးကောင်းတော့ပြီငါတို့အပြင်ထွက်မယ်ဒီပါဟုတ်အားရောက်တုံဒေးဗစ်တွေရောက်ရဲမှုကြီးပဲငင်းကဒီရဲမှုကြီးကိုမယုံနဲ့ငါတို့ဒီရဲမှုကြီးကိုငါတို့တေချာစစ်ဆေးရမယ်ခေါင်းစားဖင်ဆောင်ကုန်စစ်ဆေးရအဘေးကိုက်ခံတာငါတို့ကစမုံတုံးသွားလိမ့်မယ်โอเคကျွန်တော်တို့ဒီနေရာကိုဖြတ်ကျော်အောင်မှာဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့ဒီနောက်ကဒီဘိုးတော်တွေပေါ့ငင်းကဟဲ့ရောက်လာနေပြီဒီဘက်ဟုတ်လားရောက်ရင်မိသွားရင်တော့တီးဟန်မှာဟာရောက်မိသွားရင်တော့နေတနတ်နဲ့ပြစ်တာကွာရောက်ရင်တော်ဆိုးတွေရောက်နေပြီโอเคရောက်ဒီနာလေးစားတန်းနေနေဟုတ်တယ်ဟာရောက်ရင်ကပ်ဘေးဆိုင်နေကြတယ်ဘယ်ကောင်မီတာကအကုန်ခံပြီးလေးစားတက်တာလည်းမသိဘူး
ဒီမှာလည်းအများကြီးပဲဟဲ့အောင်ကြီးမြန်မာနိုင်ငံမှာသာဆိုရင်တော့မီတာကနေမွဲသွားလိမ့်မယ်ဒါမျိုးက IQ 3မှရတော့မှာကွာဟဲ့အောင်ဒီမှာကြီးအရှိကဗီဒီယိုကနေတစ်စင်းဝီးနဲ့ဟိုဘက်ကိုကြော်အောင်ပါโอเคညုံလောဆယ်တော့သွေးဖြည့်လိုက်အောင်မယ်ဟိုရှေ့ရခုံမြောက်ရောက်ရေးလောက်ပါအောင်ဟောရပြီ Hey guys ရောက်ရှေ့မှာလေတတိုက်ရောက်ရေးဘယ်လိုလုပ်မှာတော့ရတယ်ဟာဒီကောင်နေကIQ 20လေးဒီ IQ 20လေးဆိုတော့ဒီကောင်နေတော့က easy ပဲโอเคဒီဘောခုံတဲ့ရောက်ညက်သွားပြီကြောင်ကြီးတိုင်းပြီးကပ်ပေးစိုက်ပြီးတော့ဒီမှာ zombie တွေဖြစ်နေပါတယ်ဆိုတာမှာ virus တွေပြန့်နေပါတယ်ဆိုတာမှာဒီကောင်လေးရဲ့ရောင်းဝယ်ဖောက်ကားလေးလို့ရောက်ကြီးတော်တော်ဆိုးနေငါဒါမျိုးဆိုရင်တီးကျင်ဆုံးမကျင်တာကွာဒါပေမဲ့ငါနေထုံးနိုင်မဟုတ်ဒီကောင်တွေကတနက်ဒီခန်းနေတယ်ချီနေမကောင်းရောက်ဘာကြီးရောဟာရှိပါမျက်လုံးတစ်လုံးနဲ့နေကွာရောက် zombie ဟိုပါပေါ့ zombie ပေါ်ကြီးလားမသိဘူးရောက်ရေးပြဿနာကျွန်တော်အခု OB ခုံနေရပါတယ်ဒါပေမဲ့ OB ဆိုတာတည့်ရတဲ့ကျွန်တော်တို့က clear လာပဲဖြစ်နေကြကြောင့် OB ကိုအစ်စိခုံပြရပဲ brother တို့ရှိုးလိုက်နောက်ဆင့်အေးဆိုရောက်ရေးရှိုးနောက်ဆင့်ခုံပြလိုက်ငါရှိုးလိုက်ကွာဒါပေမဲ့ကျွန်တော် Minecraft တွေကတူတန်လိုမျိုးဟာမျိုးကျွန်တော် KB နဲ့လှမ်းဝေလိုက်တာကြောင့်ကျွန်တော်နောက်တစ်ခေါက်ပြန်လဲရှင်းတန်လာခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ဒီလိုမျိုးစင်းရဲသားဘူးတော်ကြီးနောက်ကျွန်တော်လိုက်လာပါတယ်ဘာလို့လဲဆိုတော့ဒီဘဲရပြောတယ်မင်းငါတို့နောက်လိုက်လာခဲ့တယ်မင်းတို့ FA ကောင်တွေအများကြီးရှိတဲ့နေရာကိုခေါ်သွားပြီးမယ်ကျွန်တော်လည်းအဖော်များရမလားဆိုပြီးတော့သူ့နောက်လိုက်လာဗျာဒီမှာကြည့်ပါဦးပိုင်ကောင်းတဲ့ဒလိန်ကောင်ဝေစင်းနေရရောက်ရင်ကဲအခုကတော့ OB ခေါ်ရတော့မယ်ဟာရဖိုးကြီးကဘာတော့ teleportation နဲ့ရောက်လာဘိုးတော့ပြုတ်ကြမယ်နော်အေးဘိုးတော့ပြုတ်ကြရင်မကဲဘူးကျုပ်ကိုကဲဟာရောက်ရှေ့မှာငါလို FA တွေကွာရောက်အများကြီးပဲဟာတစ်ယောက်နှစ်ယောက်ဟာရောက်ငါလို FA တွေအများကြီးရပဲကွာရောက်အေး zombie တွေကငါတို့လာစားနေ3ယောက်တယောက်ကွာမင်းရိုက်တောင်ခံအောင်ပဲရောက်လာဘယ်ဟုတ်ပြီးမဲ3ယောက်တယောက်လာစားနေရိုက်တောင်ခံအောင်ပဲဟာရောက်မီးပြတ်သွားပြီရောက်အေးမီးပြတ်သွားပြီလို့ကဲမီးပြတ်သွားတာကြောင့်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အဆုံးလေးတော့စောပြချင်ပြီမဲ့လို့မီးကကျွန်တော်တို့စက်တရီတုံးသွားတာကျွန်တော်အဆုံးလေးမစောပြနိုင်ခဲ့ပါဘူးကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုရင် like subscribe နဲ့ကူညီခဲ့ပါနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye